ဒေါန်ဆန်းစုကြည်ပြောခဲ့တာပါကချင်ပြည်နယ်ခီးစဉ်မှာပါကျမတို့အစိုးရဖြစ်လာလို့ပြည်သူလူထုရဲ့စံနှုန်းနဲ့မကိုက်ညီဘူးပြည်သူလူထုကငါတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကိုမလိုလားတော့ဘူးမလိုချင်တော့ဘူးဆိုရင်ကျမတို့ဒီမိုကရေစီနီးကြကြအစိုးရအဖြစ်ကထွက်ပေးပါမယ်လို့ပြောရဲပါတယ်ဦးတင်မောင်တို့ပြောရဲလားပြောင်းစကြံခိုင်တဲ့ဖွံ့ဖြိုးရေးပါတီရဲ့ဗဟိုကော်မတီဝင်ဦးတင်မောင်ဝင်းဖြစ်ပါတယ်ပြောတယ်ဆိုတာဇက်နဲ့ပြောလို့ရတယ်အလုံးနဲ့သက်သေပြဖို့ရည်ကြည်တာအလုံးနဲ့သက်သေပြနိုင်အောင်အစိုးရဖွဲ့ရအောင်ကြိုးစားရမယ်အရင်ဆုံးကြိုးစားရမယ်ကြိုးစားပြီးတဲ့အခါမှာဇက်နဲ့မပြောနဲ့အလုံးနဲ့သက်သေပြဖို့အရင်အစိုးရဖွဲ့နိုင်အောင်လုပ်တဲ့ဦးတင်မောင်ဝင်းပြောတယ်အဲ့တော့ပြန်ပြောပြပေးပါကြည်ရပြောပါဇက်နဲ့ပြောတာလွယ်လွယ်လေးနော်အပြောနဲ့အလုံးနဲ့ညီအောင်အရင်ဆုံးသမ္မတဖြစ်အောင်ကြိုးစားအစိုးရဖြစ်အောင်ကြိုးစားပြီးတဲ့အခါမှာ18ချိန်ကဦးတွေမပြင်နိုင်မဲတော့ဘယ်တော့မှသူသမ္မတမဖြစ်ဘူးအစိုးရဖွဲ့အောင်ကြိုးစားပြီးတော့မှအလုံးနဲ့အောင်နဲ့တိုက်ပြေးတာပြပါလို့ပြောနေတယ်ပြောချင်တယ်ပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုလုံးမှုဆောင်အဖွဲ့ဝင်ဦးဝင်းမြင့်ဖြစ်ပါတယ်ဦးဝင်းမြင့်တနင်္လာရီမြို့နယ်မှာအရင်ပို့ချုပ်ကြီးပေါ့အခုတော့ကိုယ်စားလှယ်လောင်းဦးခင်စောဦးကပြောတယ်သမ္မတလုပ်မဲ့သူကတော့ပါတီဥက္ကဋ္ဌပေါ့ဗျာတခြားပါတီကိုမေးကြည့်ပါလားသမ္မတလုပ်မဲ့လူကိုပြောနိုင်မဲ့ပါတီရှိရင်ပြပါဖြစ်နိုင်သလားလို့မေးကြည့်ဖြစ်ရသလားလို့မေးကြည့်ဘယ်သူမှမရှိပါဘူး NLD မှာသမ္မတလုပ်မဲ့လူရှိပြီလားကျွန်တော်ပြောပါမယ်သမ္မတရွေးတယ်ဆိုတာကအာဏာရှင်ပါတီတွေကတော့တူကောင်းတယောက်ကောင်းနဲ့နာမည်တက်ပြီးရွေးလို့ရတယ်ဒီမိုကရေစီပါတီတွေကတော့စီးစီဆုံးဖြတ်ချက်နေတယ်ဒါပေမဲ့တခြားပါတီတွေမှာရှိသလားရှိနိုင်ရင်ပြပါဆိုတော့ကျွန်တော်တလုံးနဲ့ပြောပါလက်ရတော့ငှက်တိုင်းလာပါသမ္မတဦးသိန်းစိန်ကသူစာတိငပုတော်မှာပြောတဲ့စကားပါကျွန်တော်တို့တက်မတော်ဆိုရအုပ်ချုပ်တဲ့စနစ်ကနေပြီးတော့ပြည်သူလူထုရွေးချယ်တင်မြှောက်တဲ့အစိုးရစနစ်နဲ့လွှတ်တော်တို့အစိုးရတို့စသည်အပြင်အဲ့ဒီစနစ်နဲ့အုပ်ချုပ်တဲ့ဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ပြောင်းမိပြီနောက်ထပ်ဗာများပြောင်းညင်သေးလဲနောက်ထပ်ပြောင်းဖို့ကတော့အခြားမရှိတော့ဘူးကွန်မြူနစ်ပဲရှိတော့တယ်